ကဲကျွန်တော်တကယ်ကြီးမစင်များအားလုံးမင်္ဂလာပါနော်ကျွန်တော်ရဲ့စတာလေး channel ကနေပြန်လဲကြိုဆိုလိုက်ပါရနော်ဒီနေ့ကျွန်တော်လာပြီးများဝေတင်ပေးသွားမယ်ကြောင်ရလေးရတော့နော်ကိုရဲ့ Facebook page account တစ်ခုကိုက element ထည့်ချင်တယ်ဆိုရင်ကိုကဘယ်လိုနည်းနဲ့သွားပြီးထည့်ပေးရမလဲနော်ဘာတွေလိုအားတာလဲနော်ဘာတွေအသုံးပြုရမလဲဆိုတာကတော့ကျွန်တော်ဒီနေ့လာပြီးမျှဝေတင်ပေးသွားမှာဖြစ်ပါရဲ့နော်ကိုရဲ့ Facebook page account တစ်ခုကို element ထည့်တော့မယ်ဆိုရင်ကိုကသိထားရမယ့်အချက်လေးတွေကိုကျွန်တော်လာပြီးမျှဝေတင်ပေးသွားမှာမလို့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုအစားနဲ့အစိုးထိကြည့်ပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဒီမှာပထမဆုံးကိုယ့်ရဲ့ Facebook software လေးကိုတစ်ချက်လာပြီးနှိပ်ဝင်ပေးလိုက်နော်နောက်နှိပ်ဝင်လာလို့ပြီးဆိုရင်တော့ဒီနေရာမှာစေနဲ့အဒီasset 30ကိုယ့်ရဲ့ profile ပေါ်လေးကိုတစ်ချက်လာပြီးနှိပ်ဝင်ပေးလိုက်မယ်နောက်ပြီးလို့ဆိုရင်တော့ပုံမှန်နဲ့ဆွဲတင်ပေးလိုက်ဆွဲတင်လာလို့ပြီးဆိုရင်ကိုပြန်ပြီးနှိပ်ပေးရမှာတော့ဒီနေရာမှာစေနဲ့အဒီ setting in privacy ဆိုတဲ့စာလေးတစ်ချောင်းကိုပြန်ပြီးနှိပ်ပေးလိုက်နော်ပြီးလို့ရှိရင်တော့အပေါ်မှာပေါ်လာတဲ့အဲ့ဒီ setting ကိုပဲပြန်ပြီးနှိပ်ဝင်ပေးလိုက်မှာဖြစ်ပါတယ်။နောက်ပြီးလို့ရှိရင်ဒီလိုမျိုးပေါ်လာပြီးဆိုရင်တော့အောက်ကနေတစ်ချက်လောက်သွားပြီးဆွဲထားပေးရမှာဖြစ်ပါတယ်။ဆွဲထားလို့ပြီးဆိုရင်တော့ဒီနေရာမှာပေါ်လာတဲ့အဲ့ဒီpage ဆိုတဲ့အဲ့ဒီ line ပုံစံနဲ့ဆိုတဲ့စာလေးတစ်ချောင်းကိုတစ်ချက်လာပြီးနှိပ်ဝင်ပေးလိုက်နော်။ပြီးလို့ရှိရင်တော့ဒီနေရာမှာစီနဲ့အဲ့ဒီတော့ပုံစံလေးနဲ့အဲ့ဒီ page ဆိုတဲ့အဲ့ဒီစာလေးတစ်ချောင်းကိုပြန်ပြီးနှိပ်ပေးရမှာဖြစ်ပါတယ်။ပြီးလို့ဆိုရင်တော့ဒီနေရာမှာပေါ်လာပါပြီเนาะဒီနေရာမှာပေါ်လာပြီဆိုရင်တော့အခုလက်ရှိကျွန်တော်ချိန်ထားတဲ့အဲ့ဒီelement ကတော့ဒီ account ပဲဖြစ်ပါတယ်အခုလည်းเนาะကျွန်တော် account ပဲဖြစ်ပါတယ်เนาะelement အတိတက်ချင်တဲ့ဆိုရင်တော့ဒီဘေးနားမှာစီနဲ့အဲ့ဒီအပြန်စာတန်း ADD new ကိုပြန်ပြီးနှိပ်ပြရမှာဖြစ်ပါတယ်เนาะနောက်နှိပ်လို့ပြီးဆိုရင်တော့ဒီအောက်နားမှာစီနဲ့အဲ့ဒီအပြန်စာတန်း next ကိုတစ်ချက်တော့ပြန်ပြီးနှိပ်ပြလိုက်เนาะနောက်နေလို့ပြီးဆိုရင်တော့ဒီအပေါ်နားမှာစီးနဲ့အဲ့ဒီဆက်စပါနေရာလေးကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်မယ်နေလို့ပြီးဆိုရင်တော့ကိုထည့်ချင်တဲ့အဲ့ဒီအကောင့်ကိုเนาะအဲ့ဒီအကောင့်ရဲ့နာမည်လေးကိုကိုကလာပြီးထည့်ပေးရမှာဖြစ်ပါတယ်เนาะအဲ့ဒီအကောင့်နာမည်လေးကိုကိုကလာပြီးမထည့်ရသေးခင်ကိုသိထားရမှာငါတော့အဲ့ဒီကိုထည့်မဲ့အကောင့်တစ်ခုကိုနောက်ကိုရဲ့ပေးနဲ့တကယ်ချင်းဖြည့်ထားရမှာဖြစ်ပါတယ်เนาะတကယ်ချင်းဖြည့်ထားရမှာဖြစ်ပါတယ်เนาะကျွန်တော်ပြောချင်တာကတော့အဲ့ဒါပဲเนาะကိုထဲမဲ့အဲ့ဒီ account တစ်ခုကိုကိုရဲ့ပေးနေသူက front ဖြည့်ထားရမှာဖြစ်ပါတယ်เนาะတကယ်လို့ front မဖြည့်ထားခဲ့ဘူးဆိုရင်တော့ကိုကစာလို့ရမှာမဟုတ်ပါဘူးเนาะကျွန်တော်အခု account တစ်ခုကိုတွားပြီးစာပြပေးသွားမှာဖြစ်ပါတယ်เนาะဒီလိုမျိုးနဲ့လို့ပြီးဆိုရင်တော့ဒီနေရာမှာပေါ်လာပါပြီเนาะဒီနေရာမှာပေါ်လာပါပြီကိုချိန်ချင်တဲ့အဲ့ဒီ account တစ်ခုကိုကိုကတွားပြီးနှိပ်ပေးလိုက်မယ်เนาะကျွန်တော်ဥပမာဆိုတဲ့အဲ့ဒီ preview on ဆိုတဲ့ account တစ်ခုကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်မယ်နော်နေလို့ပြီးဆိုရင်တော့ဒီနေရာမှာကိုကသွားပြီးလုပ်ပြရမှာတော့ဒီဘေးနားမှာစီးနေအဲ့ဒီခလုတ်လေးကိုကိုကလာပြီးဖွင့်ထားပေးရမှာဖြစ်ပါတယ်ဖွင့်ထားလို့ပြီးဆိုရင်တော့ဒီအောက်နားမှာစီးနေအပြောင်စာတန်းလေးကိုတစ်ချက်နဲ့ပြလိုက်မယ်ဆိုရင်တော့သူ့စီမှာအချက်ပြတွေပေါ်လာမှာဖြစ်ပါတယ်သူ့စီမှာဘယ်လိုမျိုးအချက်ပြတွေပေါ်လာမယ်ဆိုရင်တော့အဲ့ဒီပေးကနော် eliminate check ခံထားတယ်ကိုကလက်ခံလားမလက်ခံဘူးလားဆိုတာတော့သူ့စီမှာသွားပြီးပေါ်လာမှာဖြစ်ပါရဲ့เนาะနောက်တကယ်လို့ကျွန်တော်တကယ်ကြီးမျိုးများကိုရဲ့ Facebook page account တစ်ခုကိုကိုက element ချိန်မတသေးဘူးဆိုရင်တော့ဒီနည်းလမ်းလေးနဲ့လာပြီးအသုံးပြုပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်ပြီးလို့ဆိုရင်တော့တစ်ခုစီပါသေးတယ်เนาะအဲ့ဒီ element ချိန်တဲ့အကြောင်းကတော့သူကနှစ်ခုပေးထားတာဖြစ်ပါတယ်ဒီအောက်မှာစီးနေအဲ့ဒီစာရေးတစ်ကြောင်းရဲ့အဲ့ဒီဘေးနားမှာစီးနေ edit new ဆိုတဲ့တစ်ကြောင်းကတော့ anime ပဲချိန်ထားတာဖြစ်ပါတယ်သူကတော့ anime နောက်တစ်ခုဖြစ်ပါတယ်ဒီနေရာမှာတစ်ချက်တော့နှိပ်ကြည့်လိုက်မယ်နော်ပြီးလို့ဆိုရင်ဒီအောက်နားမှာစီးနေအပြောင်စာတန်း next ကိုနှိပ်ပေးလိုက်မယ်ပြီးလို့ဆိုရင်တော့ခုနလိုမျိုးပဲဒီအပေါ်မှာစီးနေဆက်စပါကိုတစ်ချက်နှိပ်ပေးလိုက်မယ်ပြီးတော့ကိုထည့်ချင်တဲ့အဲ့ဒီအကောင့်ရဲ့နာမည်လေးကိုလာပြီးရေးထည့်ပေးရမှာဖြစ်ပါတယ်နောက်ရေးထည့်လို့ပြီးဆိုရင်တော့သူကခုနလိုမျိုးပဲပေါ်လာပါဖြစ်ပါတယ်เนาะပေါ်လာလို့ပြီးဆိုရင်တော့ကိုထည့်ချင်တဲ့အကောင့်ကိုတစ်ချက်လာပြီးရွေးချယ်ပေးလိုက်မယ်ရွေးချယ်လို့ပြီးဆိုရင်တော့ဒီနေရာမှာပေါ်လာပါပြီเนาะဒီနေရာမှာပေါ်လာပြီးဆိုရင်ကိုကဘာတွေသုံးဝင်တာလဲဆိုတာကတော့ဒီ page တစ်ခုကိုသူကcontent တွေဖန်တီးရှင်တယ်ဆိုရင်တော့အပေါ်မှာဒီကြောင်းကိုဖွင့်ထားပေးရမှာဖြစ်ပါတယ်သူကအဲ့ဒီကလွယ်ပြီးတော့ဘာတစ်ခုမှသွားပြီးလုံးလို့မရပါဘူးနော်ဒီကိုကပေးချင်တဲ့เนาะအချက်လက်တွေကိုပဲသူကလိုလို့ရမှာဖြစ်ပါရဲ့เนาะဒီနေရာဒီအောက်နားမှာဆိုရင်တော့ကျွညာတွေเนาะအဲ့ဒီကျွညာတွေကိုဒီ
ADS ဆိုတဲ့စာလေးတစ်ကြောင်းကတော့ကြော်ညာတွေเนาะအဲ့ဒီကိုယ့်ရဲ့ video file တစ်ပုဒ်ကိုပေါက်ပါအောင်သူကbrute ထုချင်တယ်ဆိုရင်တော့သူကထုပေးလို့ရပါတယ်ဒီနေရာမှာကိုယ်လာပြီးဖွင့်ထားပေးခဲ့မယ်ဆိုရင်တော့သူကလုပ်ပေးလို့ရပါတယ်เนาะအဲ့ဒီတစ်ခုပဲလုပ်ပေးလို့ရမှာဖြစ်ပါတယ်เนาะအဲ့ဒါကလို့များဒီအောက်မှာစီးတဲ့အဲ့ဒီ content ကတော့ကိုယ့်ရဲ့ပေးတဲ့မှာသူကစာတွေပို့တွေ story တွေကိုတင်ရှင်နေဆိုရင်တော့ဒီနေရာမှာလာပြီးဖွင့်ထားပေးရမှာဖြစ်ပါတယ်เนาะအဲ့ဒီချက်လေးကိုကလာပြီးဖွင့်ထားပေးလို့ပြီးဆိုရင်တော့ကိုယ့်ရဲ့ page ထဲမှာသူက anime ဖြည့်သွားပြီးဆိုရင်ကိုယ့်ရဲ့ page ကိုပို့တွေstory တွေเนาะ video တွေကိုသူကအဲ့ဒီနှစ်ခုတစ်ခုပဲသူလုပ်လို့ရမှာဖြစ်ပါတယ်เนาะတခြားအရာတွေကတော့သူလုပ်လို့ရသွားမှာမဟုတ်ပါဘူးเนาะပြီးလို့ရှိရင်တော့ဒီအောက်မှာတစ်ခုကတော့အဲ့ဒီဒီအောက်မှာတစ်ခုကတော့ဒီကိုကဒီလိုမျိုးနှိပ်ပြလိုက်မယ်ဆိုရင်တော့ကိုယ့်ရဲ့ comment တွေနော်ကိုယ့်ရဲ့ video အောက်မှာဆွေးတဲ့ comment တွေကိုသူကသွားပြီးစစ်ဆေးပေးလို့ရပါတယ်ကိုယ့်ရဲ့ comment တွေကိုနော်မကောင်းတဲ့ comment တွေဖြစ်ခဲ့မယ်ဆိုရင်သူကဖြည့်ချပေးလို့ရပါတယ်ကောင်းတဲ့ comment ဆိုရင်ကိုကသူကထားပေးသွားလို့ရပါတယ်နော်ဒီအချက်နော်သူနော်ဒီအောက်ဆုံးမှာတော့အဲ့ဒီ message in call ဆိုတဲ့အဲ့ဒီစာရေးကြောင်းကတော့ကိုယ့်ရဲ့ပေးတဲ့မှာတခြားသူတွေကကိုစာတွေပို့လာလို့ရှိရင်သူကအချိန်မရွေးပြန်ပေးလို့ရပါတယ်ပြီးလို့ရှိရင်ဖုန်းဆက်လာလို့ရှိရင်သူကအချိန်မရွေးကန်ပေးလို့ရပါတယ်เนาะဒီအချက်လေးကိုလာပြီးဖွင့်ထားခဲ့ပြန်ဆိုရင်တော့ဒီနံပါတ်1anime ခန့်ထားတဲ့အချက်ကတော့သူကတမဟာနာတာစီးပါရเนาะတကယ်လို့ကိုကစိတ်ချကိုကလုတ်ခန်းစိတ်ချင်တယ်ဆိုရင်ဘယ်တစ်ခုကိုလာပြီးသွားပြီးနော်လောက်ခန်းချင်တယ်ဆိုရင်တော့ဒီနေရာမှာလာပြီးရွေးချယ်ပေးလို့ရပါတယ်ပြီးလို့ရှိရင်ဒီအောက်မှာဆင်းတဲ့အပြောင်စတန်လေးကိုကိုယ်နဲ့ပြလိုက်မယ်ဆိုရင်တော့သူစီမှာအချက်ပြတွေပေါ်လာမှာဖြစ်ပါတယ်နော်တကယ်လို့ကျွန်တော်တင်နေမဲ့ဆိုများကိုယ့်ရဲ့ Facebook page တစ်ခုကိုကိုက anime တွေခန့်ချထားခြင်းနဲ့ဆိုရင်တော့ဒီနည်းလမ်းနဲ့အလာပြီးအသုံးပြုပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်မသိသေးတဲ့သူတွေစိတ်ခက်မဲ့ဆိုရင်တော့ဒီနည်းလမ်းလေးတွေကိုအကျိုးစီးလက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နော်သိသွားတဲ့သူတွေစိတ်ခက်မဲ့ဆိုရင်ကျွန်တော်ဗီဒီယိုဖိုင်လေးကိုလည်းlike install လုပ်ပေးကြပါဦးလို့ကျွန်တော်ပြောချင်ပါတယ်เนาะအားလုံးပဲအဆင်ပြေကြပါစေเนาะနောက်လာမယ့်ဗီဒီယိုဖိုင်လေးကိုလည်းစောင့်မျှော်အားပေးကြပါဦးလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်မသိနာမလဲတာစိတ်ခဲမဲ့ဆိုရင်တော့ကျွန်တော်ရဲ့ comment အောက်မှာဆွေးနွေးတိုင်ပင်ပေးလို့ရပါတယ်เนาะကျွန်တော်လည်းတာနာတလောပြန်ယူဖြေချပေးသွားမှာဖြစ်ပါတယ်เนาะသိချင်တာစိတ်ခဲမဲ့ဆိုရင်လည်းလာပြီးရေးပေးလို့ရပါတယ်เนาะ